Hello မင်္ဂလာပါရှင်အခု sharing လုပ်ပေးတာလေးကတော့ကိုကပေါ့နော်ကွန်တာထဲမှာလည်းကိုက YouTube ကြည့်ချင်တယ်ဆိုရင်ဒီလိုမျိုး Chrome ထဲကနေဘယ်လိုကြည့်ရလဲဆိုတဲ့ဟာနဲ့နောက်တစ်ခုကကြတော့ဒီ Google Chrome မှာပဲပေါ့နော် Google Chrome မှာပဲ Google မှာရှိတဲ့ပုံလေးတွေကိုကွန်တာထဲမှာဘယ်လိုရိုက်ကြည့်ရလဲဆိုတာကိုတစ်ချက်ပြပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ပထမတစ်ခုကမင်က YouTube ကိုဖွင့်ပေးထားတယ်နောက်တစ်ခုကကြတော့ကိုက Google မှာရှိတဲ့ကိုကြိုက်တယ်ပေါ့နော်ကိုကြိုက်တဲ့ပုံလေးတွေကိုရိုက်ရှာလို့ရမယ်ရိုက်ရှာတဲ့ဟာလေးတွေကိုနဲ့ပြီးတော့ပေါ့နော်new tab ပေါ့နော် new tab လေးတွေကိုဘယ်လိုခေါ်လဲဆိုတာလေးကိုတစ်ချက်ပြပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့မှာမင်းဘာလုပ်လို့ရမလဲဆိုရင်ကိုက website တွေကြည့်လို့ရမယ်ပုံတွေကြည့်လို့ရမယ်ဗီဒီယိုတွေကြည့်လို့ရမယ်နောက်တစ်ခုကကြတော့ပေါ့နော်ဗီဒီယိုအတူလေးတွေကြည့်လို့ရမယ်ပြီးရင် map မြေပုံတွေကြည့်လို့ရမယ်ပေါ့နော်စာအုပ်တွေလည်းဝယ်လို့ရမယ်အဲ့လိုမျိုးဟိုလေးတွေကိုမင်းတို့က Google Chrome ကနေပြီးတော့ကြည့်လို့ရမယ်ပေါ့နော်ဖုန်းထဲမှာဆိုလို့ရှိရင်လည်း Google Chrome ဆိုပြီးရှိရပေါ့နော်အဲ့မှာလည်းကြည့်လို့ရမယ်ကွန်တာထဲမှာဆိုလည်းဒီလိုမျိုးကြည့်လို့ရမယ်ပြီးရင်အရှိနောက်သွားခြင်းနဲ့ဆိုရင်မင်းအခုပြထားတဲ့မြားလေးတွေရနေပြီးတော့မှကိုရှာခဲ့တဲ့ဟာလေးကိုအရှိအနောက်အဲ့လိုမျိုးလည်းပြန်သွားလို့ရမယ်ပေါ့နော် bye bye